Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ပူဇုံဒေတာကအသီးနှံနဲ့နောက်တိုင်းရည်ကြည်မှုတွေကိုပေါင်းစပ်ထားတဲ့တီဂီကော့တေလေးရဲ့စိတ်ဝင်စားဖွယ်ရာတမန်ကြောင်လေးကိုအချင်းချုပ်လေးပြောပြပါမယ်တီဂီဆိုတဲ့စကားလုံးကပိုလီနီးရှန်ရည်ကြည်မှုတွေကနက်ဖြာတစ်ပါးကိုကိုစားပြုတဲ့နေရုပ်ထုကိုဆိုလိုတာပါပိုလီနီးရှန်ကျွန်းနိုင်ငံတွေမှာကျွန်းသူကျွန်းသားတွေကတီဂီကိုနက်ဖြာအဖြစ်ပူဇော်ခဲ့ကြတယ်အဲဒီနောက်ပိုင်းမှာတော့ဒီနုပညာပုံစံမျက်နှာရုပ်ကြီးနဲ့တစ်တာပလင်းတွေခွက်တွေကကော့တီဝေါ်တွေကိုစတင်ဝင်ရောက်လာခဲ့ကြတယ်။အဲ့လိုနဲ့1930ခုနှစ်လော့အင်ဂျလက်မှာဒွန်တပီစ်ကိုမာဆိုတဲ့လူကတီခီပါကိုစတင်ဖန်တီးခဲ့တယ်။သူက typical fruit နဲ့ run ကိုပေါင်းစပ်ပြီးတော့မတူညီတဲ့အရာတာသစ်ဆန်းတွေကိုစတင်ဖန်တီးခဲ့တယ်။ Polynesian ရဲ့တီဂီရည်ကြည်မှုကဘလို့ဖြစ်ပြီးကြော်ကြလာခဲ့လဲဆိုတော့1945ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးနောက်ပစိဖိတ်ပင်လယ်အရှေ့ပိုင်းတိုက်ပွဲတွေကနေစီးပြက်လာခဲ့ကြတဲ့စစ်သားတွေနဲ့အတူအနီးနားကျွန်းနိုင်ငံတွေကရည်ကြည်မှုတွေဒီနုပညာပုံစံမျက်နှာရုပ်ကြီးနဲ့တစ်တာပုံစံပလင်းတွေခွက်တွေပါယူဆောင်လာခဲ့ကြတယ်။အဲ့လိုနဲ့1950ပြည့်နှစ်မှာဒီပိုလီနီးရှန်ရဲ့တီဂီရည်ကြည်မှုကဟောလိဝုဒ်အမေရိကန်တို့မှာပါစတင်ကြော်ကြားလာခဲ့တယ်။တီဂီကော့တေရဲ့အခြေခံကတော့ run ဖြစ်ပြီး run ကို tropical fruit တွေနဲ့စာရွက်တွေကိုရောနှောလိုက်တဲ့အခါဆက်လို့စားပွဲရာကောင်းတဲ့အနက်အရသာတွေဖြစ်ပေါ်လာပါတယ်။နောက်မွေကြီးတီဂီကော့တေလေးတွေကတော့မိုင်ထိုင်းဇွန်ဘီဖန်ဂီလာတို့ပဲဖြစ်ပါတယ်။ဒီနေ့ကြော်ဖြိုပြသွားမယ်တီဂီကော့တေလေးကတော့ဇွန်ဘီကော့တေလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဇွန်ဘီကော့တေရဲ့ပါဝင်မဲ့ပစ္စည်းလေးတွေကတော့ white run, dark run, overfull run, Canadian salad, aromatic peda, lime juice, simple salad တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ဗီဒီယိုလေးကိုစလိုက်ရအောင်white run 30 ml ထည့်ပါမယ်။ dark run 30 ml ထည့်ပါမယ်။ overfull run 50 ml ထည့်ပါမယ်။ Canadian salad 10 ml ထည့်ပါမယ်။ lime juice 20 ml ထည့်ပါမယ်။ simple salad 50 ml ထည့်ပါမယ်။ aromatic peda 20-30လောက်ထည့်ပါမယ်။ Okay ရေခဲထည့်ပြီးရှယ်လိုက်အောင်ကားနဲ့လေးထည့်ပါမယ်ဒါလေးကတော့တီဂီကော့တေးမျိုးဖြစ်တဲ့ဇွန်ဘီကော့တေးလေးပဲဖြစ်ပါတယ်ခင်ဗျာโอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်